ကျွန်တော်တို့ကမ္ဘာသမိုင်းကိုလေ့လာတဲ့အခါမှာပေါ့နော်ဒီကမ္ဘာနဲ့ချီပြီးတော့ကြီးမားတဲ့ပြောင်းလဲမှုကြီးတွေအများဆုံးလှုပ်ဆောင်ခဲ့တဲ့သူတွေကဒီဥရောပတိုက်တာတွေဖြစ်နေတာများတယ်ပေါ့နော်ဥပမာအမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့တာဆိုရင်ဥရောပတိုက်တာတွေပဲဖြစ်တယ်နောက်ပြီးတော့ကိုလိုနီနယ်ဆက်စနစ်နဲ့နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တာဆိုလို့ရှိရင်လည်းဒီဥရောပတိုက်တာတွေပဲဖြစ်တယ်နောက်ပြီးတော့စက်မှုနဲ့တစ်ပံခေတ်ပြောင်းတော်လှန်ရေးဆိုလို့ရှိရင်လည်းဥရောပတိုက်ကနေပဲစတင်ခဲ့တာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီနေ့ဒီချိန်အထိကမ္ဘာကိုဥဆောင်ခဲ့တဲ့သူတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဥရောပတိုက်တာတွေပဲဖြစ်နေတာတွေ့ရမယ်ပေါ့အဲ့တော့ဒီနေရာမှာမေးရရှိလာတာကဒီတခြားတိုက်သားတွေကဒီဥရောပတိုက်သားတွေလောက်ရေရှင်းမရှိလို့လားပေါ့နော်အထူးသဖြင့်ကျွန်တော်တို့အာရှတိုက်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာဒါအကြီးဆုံးတိုက်ကြီးတစ်တိုက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအာရှတိုက်သားတွေကရောဒီဥရောပတိုက်သားတွေလောက်ရေရှင်းမရှိလို့လားအာရှတိုက်သားတွေကညံ့လို့လားပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့အာရှတိုက်သားတွေညံ့ခဲ့လားတကယ်တော်တဲ့လူတွေရောတစ်ချိန်လုံးကရှိခဲ့ဘူးလားဆိုတော့ကျွန်တော်တို့တမိုင်းကိုနည်းနည်းလေးပြန်ပြီးတော့လေ့လာကြည့်အောင်ဗျပြောရရင်ဒီ15ရာစုမတိုင်ခင်လောက်ထိကိုတဲ့ကျွန်တော်တို့အာရှတိုက်ကကမ္ဘာကိုဥဆောင်တဲ့နေရာမှာရှိနေခဲ့တာတဲ့ဒီဥရောပတိုက်ကစီးပွားရေးလူမှုရေးနိုင်ငံရေးအစအရာမှာကျွန်တော်တို့အာရှတိုက်ကိုမိကိုခဲ့ရတာဖြစ်တယ်ပေါ့နော်ဒီຢာတွေအားလုံးကိုပြောင်းပြန်ဖြစ်သွားစေခဲ့တာကတော့ဒီဥရောပတိုက်သားတွေအမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့တဲ့အချိန်ကနေစတယ်လို့ပြောရမှာပဲဗျဒီအမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းအကြောင်းကိုကျွန်တော်ရှေ့မှာဗီဒီယိုနှစ်ပုဒ်လုပ်ပြီးရပေါ့နော်တော့မကြည့်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်description မှာ link ချထားပေးမယ်ပေါ့နော်ဗီဒီယိုတစ်ချက်လောက်တွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်နည်းနည်းလေးပြန်ပြီးတော့နှွေးပြရမယ်ဆိုလို့ရှိရင်ဒီ15ရာစုမတိုင်ခင်ကဆိုရင်လည်းဥရောပတိုက်သားတွေကခင်းခတ်မွေးကြိုင်နေအထည်လေးတေးရွှေတွေဒါတွေကသူတို့နိုင်ငံတွေအတွက်အတ္တမြအရေးကြီးတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒီအရာတွေကိုရရှိဖို့အတွက်ကိုကျွန်တော်တို့အာရှနိုင်ငံတွေဖြစ်တဲ့ဒီတရုတ်တွေအိန္ဒိယတွေစီကနေပြီးတော့အဓိကမိခိုးရတယ်ပေါ့နော်သူတို့နိုင်ငံကိုကုန်သွယ်ရတယ်အဲဒီလိုမျိုးကုန်သွယ်တဲ့နေရာမှာလည်းကျွန်တော်တို့ဥရောပနဲ့အာရှဆက်ထားတဲ့ဒီပိုးလမ်းမကြီးလို့ခေါ်တဲ့ဒီလမ်းကြောင်းကြီးကိုအဓိကအားထားပြီးတော့ကုန်သွယ်ရေးလုပ်ဆောင်ရတယ်ပေါ့နော်ဒီနေ့မှာတော့ဒီပိုးလမ်းမကြီးပေါ်မှာရှိတဲ့ဘိုင်ဇန်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ကွန်စတန်တီနိုဘယ်ကိုတူရကီရဲ့အော်တိုမန်အင်ပါယာကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဒီလိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ဒီအော်တိုမန်တွေကဒီပိုးလမ်းမကြီးကိုလုံးဝထိန်းချုပ်လိုက်တယ်ပေါ့နော်ဒီလိုထိန်းချုပ်လိုက်တဲ့အတွက်ဥရောပတိုက်သားတွေအနေနဲ့ဒီပိုးလမ်းမကြီးကိုမိကိုနေရခြင်းကသူတို့အတွက်လုံးဝအဆင်ပြေရောတဲ့အတွက်သူတို့ကဒီအာရှတိုက်ကိုလာဖို့လမ်းကြောင်းတစ်ခုကိုမဖြစ်မနေရှာဖွေဖို့လိုအပ်လာခဲ့တယ်ပေါ့နော်ဒါကြောင့်ပဲပင်လယ်ပြင်ကိုထွက်ပြီးတော့ဒီအာရှတိုက်ကိုလာလို့ရမယ့်လမ်းကြောင်းကိုဥရောပတိုက်ကနိုင်ငံတွေကအပြိုင်ဆိုင်သူဖက်ကအပြိုင်ဆိုင်ရှာဖွေခဲ့ကြတယ်ဒီကနေမှလုံးဝမတင်မှတ်ထားခဲ့ပဲနဲ့စပိန်နိုင်ငံကအမေရိကတိုက်ကိုရှာဖွေတွေ့ရှိသွားခဲ့တယ်ပေါ့နော်ဒီလိုအမေရိကတိုက်ကိုစပိန်ကရှာတွေ့ခဲ့ပြီးတော့ဒီအမေရိကတိုက်ကအဖို့တန်တန်ဇာတာတွေအများကြီးရပြီးတော့စပိန်ကဒီခေါ်မှာအခြားသာသောနိုင်ငံဖြစ်လာခဲ့တယ်ပေါ့နော်ဒီလိုနဲ့စပိန်နိုင်ငံရဲ့အောင်မြင်မှုကိုအားကျပြီးတော့တခြားဥရောပနိုင်ငံတွေကလည်းဒီအမေရိကတိုက်မှာကိုလိုနီနယ်တွေအပြိုင်ဆိုင်စတင်တည်ထောင်လာရတယ်ဒီကနေမှတစ်ဆင့်ဒီဥရောပတိုက်ကကမ္ဘာအခြားသာသောတိုက်ကြီးတစ်တိုက်ဖြစ်လာခဲ့တယ်ပေါ့နော်ဟုတ်ပြီဒီနေရာမှာမေးစရာရှိလာတာကဒီဥရောပတိုက်သားတွေကဒီအမေရိကတိုက်မှာပေါ့နော်ကိုလိုနီနယ်မြေတွေအပြိုင်ဆိုင်ဖွဲ့ပြီးတော့သူတို့ကအတင်းထန်နယ်မြေတစ်တွေတိုးလာချခွေပြီးတော့နိုင်ငံတွေကိုတိုးတက်အောင်လုပ်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့အာရှတိုက်သားတွေရောဘာတွေလုပ်နေကြလဲပေါ့နော်ဒါလည်းမေးစရာကောင်းလိုက်ပေါ့နော်ဒီဥရောပတိုက်သားတွေလိုပင်လယ်ပြင်ကိုထွက်ပြီးတော့ဒီနယ်မြေတစ်တွေကိုရှာဖွေဖို့ရေချောင်းနဲ့ပင်လယ်ရေချောင်းနဲ့ပတ်သက်တဲ့ဒီနည်းပညာတွေမှာအဆင့်နှိမ့်နေခဲ့လို့လားပေါ့နော်နောက်ပြီးတော့အဲ့လိုပင်လယ်ပြင်ကိုထွက်ဖို့အတွက်ကုန်ကျစရိတ်တွေမတက်နိုင်ခဲ့လို့လားဒါမှမဟုတ်အဲ့လိုလုပ်ဖို့အတွက်ကိုလုံးဝအင်အားကိုမရှိခဲ့တာလားဆိုပြီးတော့ဒါမေးစရာရှိလိုက်ပေါ့နော်တကယ်တော့ဒီလိုမဟုတ်ပါဘူးတဲ့ပြောရလို့ရှိရင်ကျွန်တော်တို့အာရှတိုက်သားတွေကအဲ့ဒီလိုလုပ်ဖို့အတွက်ကိုစိတ်ကိုဝင်စားခဲ့တာလို့ပြောလို့ရပါတယ်ဗျဘာလို့လဲဆိုတော့နံပါတ်1ချက်ဖြစ်တဲ့ဒီပင်လယ်ပြင်ကိုထပ်ပြီးနယ်မြေသိချဖို့ပင်လယ်ရေချောင်းနဲ့ပတ်သက်တဲ့နည်းပညာတွေအဆင့်နှိမ့်နေခဲ့လို့လားဆိုရင်တဲ့ကျွန်တော်တို့အာရှတိုက်သားတွေကအဆင့်နှိမ့်နေခဲ့တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီဥရောပတိုက်သားတွေထပ်ကိုရှေ့ကိုကြိုပြီးတော့ရောက်နေခဲ့ရလို့ပြောလို့ရတယ်ဗျဘာလို့လဲဆိုတော့ပင်လယ်ရောက်သွားလာရေးမှာမရှိမဖြစ်ရေးပါတော့ရလို့ပြောလို့ရတဲ့ဒီတန်လိုက်အမြောင်တော်မှာကျွန်တော်တို့အာရှတိုက်ကနေပဲစတင်တည်ထွင်ခဲ့တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ပေါ့ပိုကြီးတွေဖြစ်တဲ့တရုတ်နိုင်ငံကနေပြီးတော့တန်လိုက်အမြောင်စတင်တည်ထွင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီတန်လိုက်အမြောင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့ကျွန်တော်နောက်ထပ်ပြီးတော့နောက်ထပ်အတစ်တစ်ပုတ်ထပ်ပြီးတော့လှုပ်သွားပေးမယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကဒီပင်လယ်ပြင်ကိုထပ်ပြီးတော့နေနေစစ်တွေကိုရှာပေးဖို့အတွက်ကုန်ကျစရိတ်နဲ့တူအင်အားမရှိရလို့လားဆိုပြီးမေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ကိုလံဘတ်ဒီအက်ဒမန်လေကမုတ်တရားဘက်ကိုခင်းမထွက်ခင်နှစ်ပေါင်း80လောက်စောပြီးတော့ကျွန်တော်တို့အာခါတိုက်မှာလည်းအရန်ကိုကြီးရဲ့ခန္ဓာတွေဒီချောင်းကြီးစင်တွေရှိခဲ့မှုပါတယ်အဲ့ဒါတော့တရုတ်နိုင်ငံမင်းမင်းဆက်လက်ထက်ကနာမည်ကျော်ရေတပ်ဗိုလ်ချုပ်ကြီးကျန်းဟင်ရဲ့ခြေချောင်းကြီးစင်တွေပဲဖြစ်ပါတယ်
ကျန်းရီဆိုတာကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကမွတ်စလင်ဘာသာဝင်နန်ရွေးမှုတန်တူဖြစ်ပြီးတော့သူကအေဂရိယုံတော့ရဲ့နေုံကြီးအားဆုံးလေုံတယောက်ဖြစ်တယ်ပြီးတော့သူကတရုတ်နိုင်ငံရဲ့တမိုင်းမှာအကြီးမားဆုံးရေတက်ကြီးကိုဥဆောင်ဖို့တာဝန်ခံအပ်ခံခဲ့ရတဲ့သူပဲဖြစ်တယ်ပေါ့နော်ကျန်းရီရဲ့တင်မောတက်ကြီးကအဲ့ဒီခေတ်ကနေပညာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကမ္ဘာအဆင့်မြင့်ဆုံးနဲ့အကြီးမားဆုံးတင်မောတက်ကြီးပဲဖြစ်ခဲ့တယ်လို့အဲ့တော့ကျွန်တော်တို့အမေရိကတိုက်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ကိုလမတ်ရေတောင်းခီးစင်နေနဲ့ကျန်းရီရဲ့ရေတောင်းခီးစင်တွေကိုနှိုင်းယှဉ်ပြီးတော့ကျွန်တော်တို့အသေးစိတ်လေ့လာကြည့်အောင်လေကျန်းရီကပင်လယ်ပြေးပင်တစ်ခုခတ်လို့ရှိရင်တင်မောအစီ300နဲ့လူပေါင်း1900လောက်ကိုသူ့ရဲ့စီးစင်တွေမှာပါတယ်အဲ့တော့ဒီနေ့မှာကိုလမတ်အမေရိကတိုက်ကိုရှာဖို့သွားတဲ့စီးစင်မှာတင်မော3စီးနဲ့လူလေးအယောက်90ပဲပါတာပေါ့နော်အဲ့တော့ပြောရရင်အင်အားတင်းဟာဒီအသားနဲ့ရှင်လောက်ကိုကွာတယ်လို့ပြောပြရတယ်ပေါ့နော်ပြီးတော့တင်မောရဲ့ဖက်တိဆောက်ပုံဒီကိုရဲ့ဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျန်းရဲ့တင်မောတက်ကြီးက15ရာစုဖြစ်ရဲ့အဆင့်မြင့်ဆုံးအင်ဂျင်နီယာနည်းပညာကိုအသုံးပြုထားတဲ့သူပြောရရဲ့အဲ့ဒါတော့တင်မောရဲ့ကိုယ်တွေကိုအခန်းအကန့်နေညာကြီးခွဲပြီးတော့တိဆောက်ထားတာဖြစ်တယ်ပေါ့နော်ဒီရွေးချက်ကတော့တင်မောရဲ့တနေရာမှာအပေါက်ဖြစ်ပြီးတော့ရေဝင်လာလို့ရှိရင်ဝင်လာတဲ့ရေကအဲ့ဒီအခန်းတစ်ခန်းထဲမှာပဲရှိနေပြီးတော့တင်မောတစ်စီးလုံးနင်းမြတ်မသွားအောင်လို့ဒါကောက်ွယ်ပေးဖို့ဖြစ်တယ်ပေါ့နော်ဒီနည်းပညာကိုဥရောပတိုက်သားတွေကနောက်ထပ်ရာစုနှစ်ပေါင်းများစွာကြာမှလိုက်ပြီးတော့အသုံးပြုခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့တင်မောရဲ့ရွက်တိုင်ဖွဲ့စည်းတည်ဆောက်မှုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျန်းရဲ့တင်မောတွေကရွက်တိုင်9တိုင်အထိပါဝင်ပြီးတော့လေတက်ရလမ်းကြောင်းဘယ်လိုပဲစီစီပေါ့နော်မိမိသွားနေတဲ့နေရာကိုကိုယ့်အကူထိန်ညှိပြီးတော့သွားလို့ရအောင်လုပ်ထားခဲ့တာဖြစ်တယ်ဒီကိုလမတ်တို့တင်မောတွေမှာဆိုလို့ရှိရင်တော့ရွက်တိုင်3တိုင်ပဲပါဝင်ပြီးတော့လေတက်ရလမ်းကြောင်းကိုပဲအဓိကထားပြီးတော့ဒါသွားခဲ့ရတာဖြစ်တယ်ပေါ့နော်ပြီးတော့တက်မစနစ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတင်မောရဲ့အလက်ကိုလိုက်ပြီးတော့အတက်ဆင်းလုပ်လို့ရတဲ့စနစ်ကိုအသုံးပြုခဲ့တဲ့အတွက်ဒီရေတိမ်မိုင်းမှာတော့မှာပေါ့နော်အဆင်ပြေသွားလို့ရခဲ့ပါတယ်တင်မောရဲ့ဖွဲ့စည်းတည်ဆောက်ပုံတိုင်းကို TV ဆိုတော့တင်မောမှာလိုက်ပါလာခဲ့ရတယ်တင်မောသားတွေရဲ့နေထိုင်မှုပုံစံကရောဘယ်လိုရှိမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ဗျကျန်းရဲ့တင်မောသားရဲ့နေထိုင်မှုပုံစံကကျွန်တော်တို့ဒီနေ့ခေတ်စံနှုန်းတွေကြည့်မယ်ဆိုရင်တော့မှတော်တော်လေးကိုအားအဖို့ကောင်းတယ်လို့ပြောပြရတယ်ပေါ့နော်ဘာလို့လဲဆိုတော့တင်မောအစီ300လူပေါင်း2900လောက်ဒီပင်လယ်ပြင်ထဲမှာလာပေါင်းများစွာနေထိုင်မှုဆိုတာကြတော့တော်တော်လေးကိုစနစ်ကျတဲ့ထောက်ပံ့ရေးစနစ်ကိုအသုံးပြုခဲ့မှာပဲကြားမှာဖြစ်တယ်ပေါ့နော်လူကြီး1900ကျော်ဆိုတာကကျွန်တော်တို့ Formula 1ကားပြိုင်ပွဲနဲ့နာမည်ကြီးရဲ့မိုနာကိုနိုင်ငံကမွန်တီကာလိုမြို့သားလောက်ရှိရလို့ပြောလို့ရတယ်ပေါ့နော်ဒီမြို့ကြီးတစ်မြို့ပင်လယ်ထဲမှာမျောနေရတယ်ဟိုတူရပေါ့နော်အဲ့တော့ကျန်းရဲ့တင်မောတွေပေါ်ကထောက်ပံ့ရေးစနစ်တွေအကြောင်းမပြောခင်အဲ့ဒီခေတ်ကဒီပင်လယ်ကြောင်းသွားလာသူတွေကြားထဲမှာပေါ့နော်အရန်ကိုထိတ်လန့်ကြောက်ရွံ့ခဲ့ရတဲ့ယောဂဆန်းတစ်ခုရှိတယ်အဲ့ဒီယောဂဆန်းတစ်ခုကြောင့်ကျွန်တော်တို့ရေဆုံးလေ့လာကြည့်အောင်ဗျယောဂရဲ့နာမည်ကိုစကာဘီလို့ခေါ်ပြီးတော့အဲ့ဒီယောဂကြောင့်ပဲတဲ့အဲ့ဒီခေတ်ကနှစ်စဉ်တည်ဆုံးတဲ့တင်မောသားရေအတွက်ကပေါ့နော်တိုက်ပွဲမှာတည်ဆုံးတဲ့ဒီစစ်သားရေအတွက်ထက်ကိုပို့ပြီးတော့မှများပါတယ်ယောဂရဲ့လက္ခဏာတွေကဘယ်လိုမျိုးလဲဆိုတော့ဒီစပစ်ဖြစ်ခြင်းမှာဆိုလို့ရှိရင်အားရင်ကောက်ခန်းတယ်လို့ခံစားရပြီးတော့မောပန်းလွယ်တာတောင်းရင်မရှိဘဲနဲ့စိတ်မကြည်မလင်ဖြစ်တာနဲ့ဒီ6လောက်တက်သားတွေနဲ့အစိတ်မြစ်တွေကတ်ခဲတာနေစပါရဲ့တဖြည်းဖြည်းနဲ့ယောဂရင့်လာပြီဆိုလို့ရှိရင်တော့ဒီတဖုံးတွေကနေတွေးယူတာအဲ့ဒါဆိုးလာရင်ဒီသွားတွေကြွကြလာရဲ့ပြီးတော့ခြေလက်တွေဖောရောက်လာပြီးတော့လမ်းတော်မချောင်းနိုင်တော့ဘဲနဲ့နောက်ဆုံးဆက်ဒီအသက်တိတ်ဆုံးတဲ့အထိဖြစ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်တင်မောသားအများစုကတော့ဒီယောဂဝေဒနာကိုပင်လယ်ပြင်ကိုထွက်ပြီးတော့တစ်လကနေ3လကြာမှာစတင်ပြီးခံစားကြရတာဖြစ်တယ်ပေါ့နော်တင်မောသားတွေကဒီယောဂဝေဒနာကိုပင်လယ်ပြင်ကိုထွက်ပြီးတော့ဒီတစ်လကနေ3လကြာမှာစတင်ခံစားခဲ့ရပြီးတော့နောက်ထပ်လနှင်းငယ်ကြာမှာတော့အသက်တိတ်ဆုံးတဲ့အထိဖြစ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့အစားတိုင်းမှာလူတွေကတခြားအကြောင်းအရာတွေမဲမဲရှာမလို့ရတဲ့အတွက်တင်မောသားတွေကဒီယောဂကိုဘာလို့ခံစားရလဲဆိုတော့အင်ဂျီကိုလွမ်းလာကြတာကြောင့်ဖြစ်တယ်တချို့ကြောင့်လည်းဒီနက်ဖျားတွေမကြိုက်တာကိုလုံးမိလို့လက်ဖျားတွေတန်ခတ်တယ်ဒါမျိုးတွေမျိုးထင်ကြီးပေးခဲ့ကြတယ်ပြီးတော့အဲ့ဒီယောဂကဒီ17ရာစုလယ်ပိုင်းလောက်ထိကိုတဲ့ဒီပင်လယ်ပြင်ခီးသွားလာသူတွေကြားထဲမှာကြောက်စရာအကောင်းဆုံးရသူတွေ့ခဲ့ပြီးတော့ကုသနည်းကိုလည်းမဲရှာမတွေ့ခဲ့ပါဘူးတဲ့ဒီယောဂကိုကုသဖို့ပထမဆုံးသိပ္ပံနည်းကျဆန်းသတ်မှုပြုလုပ်ခဲ့တဲ့သူကတော့ဗြိတိရှရေတက်ကဆေးဆရာဝန် James Lin ဆိုတဲ့သူပဲဖြစ်ပါတယ်တဲ့1940ခုနှစ်မှာသူပြုလုပ်ခဲ့တဲ့ဆန်းသတ်မှုတစ်ခုအားဒီခေတ်သစ်ဆေးပညာရဲ့ပထမဆုံးဆန်းသတ်မှုဖြစ်တဲ့တမိုင်းမှတ်တမ်းတွင်ခဲ့ပါတယ်သူ့ရဲ့ဆန်းသတ်မှုကဘယ်လိုမျိုးလဲဆိုတော့တင်မောမှာစကာဘီယောဂဖြစ်နေတဲ့လူနာ12ဦးကိုရွေးထုတ်ပြီးတော့2ဦးစီပါတဲ့အဖွဲ့6ဖွဲ့စီခွဲထုတ်လိုက်ပါတယ်သူတို့တွေအားလုံးကိုတူညီတဲ့အစားအစာတွေကျွေးပေမဲ့နောက်ထပ်ထပ်လောင်းဖြည့်ဆွတ်အစာတွေကိုတော့အုပ်စုလိုက်မတူညီတာတွေကျွေးပြီးတော့ဆန်းသတ်ခဲ့ပါတယ်
အုပ်စု1ကိုတော့ဖြည့်ဆွတ်စာအနေနဲ့ပန်းသီးဝိုင်းအုပ်စု2ကိုတော့ဆာလဖျူရစ်အက်ဆစ်အနည်းငယ်နဲ့အုပ်စု3ကိုရှာလကာရည်အုပ်စု4ကိုပင်လေရည်အုပ်စု5ကိုတော့လိမ္မော်သီးနှလုံးနဲ့6သီးတစ်လုံးစီကျွေးပြီးတော့အုပ်စု6ကိုတော့ကြောက်သွန်ဖြူမုံရင်းစင်းနဲ့တခြားဆေးဘက်ဝင်အပင်တွေအများကြီးရောပြီးကြိတ်ထားတဲ့အရည်တွေကိုဒီအသီးသီးတိုက်ကျွေးပြီးတော့ဆက်လက်မှုတွေပြုလုပ်ခဲ့ပါတယ်ဒီလိုနဲ့ဆက်လက်မှု6ရက်မြောက်တဲ့နေ့မှာတော့အုပ်စု5ဖြစ်တဲ့လိမ္မော်သီးနှလုံးနဲ့6သီးလုံးစားရတဲ့အုပ်စုကအတိအကျတောင်ပြန်လည်ပြီးတော့ကျမ်းမာလာခဲ့ပါတယ်သူတို့တွေကတယောက်ဆိုလို့ရှိရင်သူ့ရဲ့မူလတာဝန်တွေကိုပြန်လည်ထမ်းဆောင်နေတဲ့အထိကိုကျမ်းမာသွားခဲ့ပြီးတော့ကျန်တဲ့သူတွေလည်းနောက်ပိုင်းမှာတဖြည်းဖြည်းယောဂတွေဒါပျောက်ကင်းလာခဲ့တယ်ပေါ့နော်တခြားအုပ်စုတွေကတော့တခြားတိကျတိုးတက်လာတာဘာမှမတွေ့ရဘူးဒီစမ်းသပ်မှုမှာတစ်စင်းဒီချင်းတဲ့တိတိကစကာဘီယောဂကိုပျောက်ကင်းစေနိုင်တယ်ဆိုတော့ဒီအခိုင်အမာတက်တည်ပြနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ James Lin ရဲ့တွေ့ရှိချက်တွေကိုဒေသရေးတက်ကအစားပိုင်းမှာလက်မခံခဲ့ပေမဲ့နောက်ပိုင်းမှာတော့တင်မောတိုင်းမှာဒီ6သီးတက်များဒီစတဲ့ဒီလိုအချင်းတက်ပါတဲ့အသီးနှံတွေကိုမဖြစ်မနေဦးအောင်မှုကိုမိတ်ထုတ်ခဲ့ပါတယ်ဒီရှင်နဲ့အသီးနှံတွေကိုစားသုံးခွင့်ရခဲ့တဲ့ပြည်ရေးတက်ကတင်မောသားတွေဟာယောဂဗျာကင်းဝေးပြီးတော့ပုံမဝေးလံတဲ့နေရာတွေအထိကိုခီးသွားလာနိုင်ခဲ့ကြပါတယ်ဒီဟာကလည်းပြည်ရေးတက်ဘာကိုလွှမ်းမိုးနိုင်ခဲ့တဲ့လှုပ်ဝက်ချက်တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကဗီတာမင် C ဆိုတာကိုမသိကြသေးဘူးပေါ့နော်James Lin ကိုယ်တိုင်ကလည်းဒီတစ်တီးမှာပါတဲ့အက်ဆစ်တက်ကပဲယောဂကိုကုသပေးရလို့ထင်ခဲ့တာပေါ့နော်တကယ်တော့ဒါဗီတာမင် C ချို့တဲ့လို့ဖြစ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကရေချောင်းခီးရှည်သွားလို့ရှိရင်ရေခါအနေနဲ့ဝက်ပေါင်ကြောက်တွေပေါင်မုံကြောက်တွေအဲ့လိုမျိုးအဆောက်အချမ်းတွေကိုအများဆုံးတည်ဆောင်လာခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလက်ဆက်တဲ့တင်းလန်လေးဆိုတာတင်မိုးမှာဒါမပါတော့ပဲပေါ့နော်အဲ့တော့ဒီတင်းလန်လေးမှာပါတဲ့ဗီတာမင် C တက်ကပြပြဝဝများတဲ့အတွက်တင်မိုးသားတွေကဒီစကာဘီယောဂဖြစ်ကြတာဖြစ်တယ်ပေါ့နော်ဗီတာမင် C ဆိုတာကျတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ပျက်စီးသွားတဲ့ဒီ collagen တွေကိုပြန်လည်တည်ဆောက်တဲ့နေရာမှာဒါမရှိမဖြစ်ရေးပါတဲ့ဓာတ်တစ်ခုဖြစ်တဲ့ဒီနေ့ခေတ်မှာတော့ဒီဗီတာမင် C တဲ့ရှိုးတဲ့စကာဘီယောဂဖြစ်နိုင်တယ်ဆိုတော့ပေါ့နော်တော်များသိကြပါမယ်အဲ့ဒီခေတ်ကတော့ဒီအောင်မသိခဲ့တဲ့အတွက်ဒီနှစ်စဉ်တင်မောသားအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့စကာဘီယောဂအကြောင်းလည်းကျွန်တော်တို့နားလည်သွားပြီဆိုတော့ရှေ့အကြောင်းအရာကိုပြန်ပြီးတော့ဆက်ကြရအောင်အကျဉ်းရည်တယောက်ဒီတင်မောအစင်ပေါင်း300လူပေါင်း2900လောက်နဲ့ဒီမျိုးစာလောက်ရှိတဲ့ဒီအဖွဲ့ကြီးကိုပေါ့နော်ဘယ်လိုမျိုးနည်းစနစ်တွေကိုသုံးပြီးတော့အုပ်ချုပ်ကုတ်ခဲ့ခဲ့တယ်ပြီးတော့အဲ့ဒီအချိန်ကဒီတင်မောလိုင်းကြောက်ရတဲ့စကာဘီယောဂဆိုကြီးကလည်းရှိသေးတယ်ပေါ့နော်ကုသရဲ့နည်းကို17ရာစုလေပိုင်းလောက်မှာရှာတွေ့ရလို့ကျွန်တော်ရှင်းမှာပြောခဲ့တာဖြစ်တဲ့အတွက်ကျန်းရီတို့ရေချောင်းကြီးသွားတဲ့အချိန်က15ရာစုဖြစ်တဲ့အတွက်ပြောရရင်ကုသနည်းကိုရှာတွေ့ဖို့နှစ်ပေါင်း300လောက်ကိုတို့ရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီကျန်းရီတို့ဒီလောက်အများပြားတဲ့လူရင်းပမာဏရင်းနဲ့ဒီစကာဘီယောဂဆိုကြီးကိုဘယ်လိုမျိုးကြော်လွှမ်းနိုင်ခဲ့ကြလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ဗျဟုတ်ပြီအဲ့တော့ပထမဆုံးဒီမျိုးစာလောက်များပြားလာတဲ့ဒီတင်မောတက်ကြီးကိုပေါ့နော်ဘယ်လိုမျိုးအုပ်ချုပ်ရေးစနစ်တွေကိုကျင့်သုံးခဲ့လဲဆိုရင်ကျန်းရီကခေတ်သစ်စစ်တပ်တစ်ခုလို့အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးခဲ့ရပါတယ်ကျန်းရီရဲ့လောက်မှာဆိုရင်အစင်းမြင့်ရာရှိရောက်90ကျော်ဒီလက်ထောက်ရာရှိပေါင်းများစွာနဲ့ဒီအထက်အောက်မိန့်နာကန်တဲ့စနစ်ကိုကျင့်သုံးခဲ့ရပါတယ်ပြီးတော့ဒီခီးစဉ်မှာစစ်သားတွေမကဘဲနဲ့နက္ခတ္တဗေဒပညာရှင်တွေအမျိုးပုံဆွဲဆရာတွေဘာသာရာရှိတွေဗပဲဆရာတွေနဲ့တင်မောပြင်သမားတွေထီကိုပါခဲ့ပါတယ်ဒါဖြင့်ဒီတင်မောမှာပြမှုကျူးလွန်တဲ့သူတွေကိုတရားစီရင်မှုအတွက်ကိုတိတက်အရာရှိတွေပါဝင်လာခဲ့တဲ့အတွက်ပြောရရင်ဒီမြို့ငယ်လေးတစ်မျိုးရဲ့အစိုးရရန်ရာတစ်ခုလဲပတ်နေတဲ့ပုံစံလေးအောင်တူရပေါ့နော်ပြီးတော့ဒီပင်လယ်ပင်ကျဲထဲမှာတင်မောစီပေါင်း300နဲ့တူအယောက်2900လောက်ကိုဒီတစုတစည်းလေးလူစုမကွဲအောင်အစင်းလေးကြလုပ်ဖို့ဆိုတာလေလွယ်ကူနေမှာတော့မဟုတ်ဘူးပေါ့နော်ဒါကိုဖြည့်ရှင်းဖို့အတွက်ဘယ်လိုမျိုးဆက်သွယ်ရေးနည်းစနစ်တွေကိုအသုံးပြုခဲ့ကြလဲဆိုရင်နေ့ကမှဆိုရင်တော့အကြောင်းဆုံးလမ်းတွေနဲ့ဒီညပိုင်းမှာဆိုရင်ဒီမီးအိမ်တွေကိုအသုံးပြီးတော့အချင်းချင်းအချက်ပြားဆက်သွယ်ခဲ့ကြပါတယ်ပြီးတော့မီးပုံငွေတွေပုံတီးတာနဲ့ဒီခီယူတင်မုတ်တာမျိုးတွေကိုအသုံးပြုပြီးတော့တင်မုတ်တက်ဖွဲ့ကြီးတစ်ခွဲလုံးကိုလူစုပစည်းရဲ့ထွက်ခွာတာရက်ဆိုင်တာဒါမျိုးတွေကိုလုပ်ဆောင်ခဲ့ရတာဖြစ်တယ်တဲ့အဲ့တော့ဒါကတော့ဒီအုပ်ချုပ်ရေးစနစ်နဲ့ဒီအချက်ပြားဆက်သွယ်ရေးစနစ်အကြောင်းပေါ့နော်နောက်ထပ်ရေးကြီးဆုံးပိုင်းဖြစ်တဲ့တင်မုတ်ဘဝရေကာထောက်ပံ့ရေးပိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်အောင်ဗျ2900ဆိုတဲ့လူကြီးတွေအစားအစာအဓိကစင်ကုန်မှုတရဖြစ်မယ်ဆိုတာကတော့ကျွန်တော်တို့ဒီကူကပြောကြရအောင်မလို့ထင်ပါတယ်နော်ဒါကြောင့်ပဲရေခါပြက်လက်မှုမဖြစ်အောင်စံကြုံစီနဲ့ဒီအရက်လိုဟာမျိုးတွေကိုနှစ်ချီခံအောင်လို့စနစ်တကျတူလောင်ထားတဲ့ဒီရေခါထောက်ပံ့ရေးတင်မောတွေတော့တည်တံ့ပါဝင်ခဲ့ကြပါတယ်ပြီးတော့ပင်လယ်တင်မှာဒီလက်ဆက်တဲ့ဟင်းဟင်းရွက်တွေရရှိဖို့အတွက်ကိုဒီမြေကြီးကိုတစ်တားရင်းနဲ့ထည့်လာခဲ့ပြီးတော့ဒီပဲမောက်တွေဟင်းဟင်းရွက်တွေကိုစနစ်တကျစိုက်ပျိုးခဲ့ပါတယ်ဒီနေစနစ်ကြောင့်ပဲကျန်းရည်တင်မောသားတွေကဒီဗီတာမင် C ဓာတ်ကိုပြည့်ပြည့်ဝဝရရှိခဲ့ပြီးတော့အဲ့ဒီခေတ်ကတင်မောသားရင်ကြောက်ရွံ့ခဲ့ရတဲ့ဒီစကာဘီယောဂဆိုကြီးကိုမမျှော်လင့်မဲ့နဲ့ကြော်လွှမ်းနိုင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ဒီချက်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်
ပြီးတော့ဟင်းသီးဟင်းရွက်တွေတင်မကဘဲနဲ့ဒီကြက်တွေဝက်တွေဘဲတွေကိုလည်းဒီလောင်ချိုင်းနေနဲ့စနစ်တကျတိုးလောင်မွေးမြူလာခဲ့တဲ့အတွက်ဒီပင်လယ်ခီးရှိသွားနေပေမဲ့ဒီလက်ဆက်တဲ့အသားကိုစားသုံးဝင်ရခဲ့ကြရတယ်ပြီးတော့တောက်သုံးရည်အတွက်ဆိုလို့ရှိရင်လည်းတင်မောတွေပေါ်မှာရေချိုးလောင်ကန်နေပါတယ်လို့မျိုးပဲမိုးရွာတဲ့အခါမှာလည်းမိုးရေကိုစနစ်တကျစုဆောင်းမှုတော့ကိုပါဒီနီးစနစ်တွေကိုတည်စရာဒါပြင်ဆင်ခဲ့ရပါတယ်ဒါတွေမကဘဲနဲ့ဒီတင်မောတွေပေါ်မှာဗုဒ္ဓဘာသာတောက်ဘာသာအစ္စလာမ်ဘာသာစတဲ့ဘာသာရေးဆိုင်ရာဝိပုကျောင်းဆောင်တွေအပြင်စံကြီးရိုက်ဒီတူရိယာပစ္စည်းတွေနဲ့ဖျော်ဖြေရေးသမားတွေပါလိုက်ပါလာခဲ့ကြတဲ့အတွက်ဒီတင်မောသားရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေမကဘဲနဲ့ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပါတခါတည်းဖြည့်ဆည်းပေးပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်ပဲဒီကျန်းရဲ့တင်မောသားရဲ့နေထိုင်မှုပုံစံကကျွန်တော်တို့ဒီနေ့ခေတ်စံနှုန်းနေနဲ့ကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုအောက်ဖို့ကောင်းတယ်လို့ကျွန်တော်တို့ရှေ့မှာပြောခဲ့တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီလောက်ဆိုလို့ရှိရင်တော့ကျန်းရဲ့တင်မောတက်ဖွဲ့ကြီးကဒီကိုရမ်ဘတ်တို့ထက်ကိုအစာပေါင်းများစွာတာလွန်နေရဆိုတော့သိလောက်ပြီးလို့ထင်ပါတယ်ဒါဆိုရင်ဘာဖြစ်လို့ဒီကိုလမ်ဘတ်တို့ဥရောပတိုက်သားတွေကဒီကျန်းရည်လိုအာရှတိုက်သားတွေကိုကြော်ပြီးတော့ကဘာပို့ပြီးတော့လွှမ်းမိုးသွားခဲ့ရလဲဆိုတာကြတော့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့မိကုန်းဖြစ်သွားပြီပေါ့နော်ဒီဟာအတွက်တင်ညာရှင်တွေရဲ့တစ်ခုအသောဖြစ်ရတော့ဒီခီးစဉ်တွေရဲ့ရည်ရွယ်ချက်ကွာခြားသွားခဲ့တာကြောင့်ဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကျန်းရည်ကိုရေချောင်းခီးသွားလာခဲ့ရတဲ့ရည်ရွယ်ချက်ကတော့တရုတ်နိုင်ငံရဲ့အင်အားနဲ့ဩဇာကိုပြသဖို့နဲ့တခြားနိုင်ငံတွေနဲ့ကုန်သွယ်ရေးလုပ်ဖို့လောက်တော့ကိုပဲရည်ရွယ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ပြီးတော့တရုတ်နိုင်ငံကိုကမ္ဘာရဲ့လေပုံမှာရှိရလို့သတ်မှတ်ထားခဲ့တဲ့အတွက်တခြားနိုင်ငံတွေကိုနေဆက်လို့စိတ်မရှိရလဲပါတာပေါ့နော်ပြီးတော့အဲ့လိုကိုယ်နိုင်ငံကကမ္ဘာရဲ့လေပုံမှာရှိရလို့တွေးတဲ့အယူဆကကြတော့အဲ့ဒီခက်ကတရုတ်နိုင်ငံထဲမှာရှိခဲ့တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့နိုင်ငံနဲ့ဆိုလို့ရှိရင်လည်းဒီမိမိကိုယ်ကိုပို့ပြီးတွေးတဲ့ဝါဒရှိတဲ့အတွက်ကိုယ်နိုင်ငံကဒါကမ္ဘာရဲ့လေပုံမှာရှိရဒါကြောင့်တခြားနိုင်ငံတွေကိုတီးရော်ပြီးတိမ့်ပိုက်နေကြမလို့ဘူးပေါ့နော်ဒါကြောင့်ပင်လယ်ပြင်ထပ်ပြီးတော့နေမြေတစ်တွေချားမယ်စားဒီမိမိဒေသပဲနိုင်ငံတွေနဲ့ပဲကိုကအင်အားတာတယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံကိုတွားတိုက်ပြီးတော့ကိုယ့်ရဲ့တစ္ဆာလောက်ခံနိုင်ငံဖြစ်နေတစ္ဆာခံခိုင်းမယ်တကယ်လို့အင်အားရမတိမ်ပြင်းဖြစ်နေဆိုလို့ရှိရင်တော့မဟာမိတ်ဖွဲ့မယ်တကယ်လို့တိုက်ခိုက်သိမ်းမဲ့ပြီးတော့ဒီနိုင်ငံကိုစစ်နိုင်နေဆိုရင်တော့မှဒီလိုဥရောပတိုက်သားလိုမျိုးကိုလိုနီပြုအုပ်ချုပ်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်သူတို့လိုချင်တဲ့ဒီအစင်မြင်းနေနဲ့အဖိုးတန်ရတနာတွေတော့ကိုပဲတင်ဆဲပြီးတော့အဲ့ဒီနိုင်ငံကိုတော့လောက်ခံနိုင်ငံဖြစ်နေတယ်သူ့လူနဲ့သူဆက်လက်ပြီးအုပ်ချုပ်ခိုင်းတာဖြစ်တယ်ပေါ့နော်အဲ့ဒါတော့အဲ့ဒီခေတ်ကကျွန်တော်တို့ဒီအာရှတိုက်ရဲ့နိုင်ငံတွေရဲ့ဒီအာရှတိုက်နိုင်ငံတွေရဲ့ဒီနိုင်ငံရေးစနစ်တစ်ခုဖြစ်တယ်ပေါ့နော်အခြေအစကားကိုပြန်ဆက်ရမယ်ဆိုရင်တော့ကျန်းရည်တို့ရေချောင်းကြီးစင်တွေကကြတော့ဒီတရုတ်နိုင်ငံရဲ့အင်အားနဲ့ဩဇာကိုပြသဖို့အတွက်ကိုရွေရတာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာကုန်ကျစရိတ်တွေများလာတဲ့အခါမှာတော့ခီးစင်တွေကိုလုံးဝချက်တန့်ပြစ်လိုက်ရတာမျိုးတွေဒါဖြစ်လာခဲ့တယ်ပေါ့နော်ကိုရမတ်တို့ဥရောပတိုက်သားတွေကကြတော့ဒီနိုင်ငံတွေကဟိုဆင်းရဲနေတဲ့အတွက်သူတို့ကဒီနယ်မြေအသစ်နဲ့တင်ဇာနာတွေကဒါမဖြစ်မနေလိုအပ်တဲ့အရာတွေကိုဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီဟာတွေကိုမရရအောင်ရှာဖွေခဲ့ကြရတာဖြစ်တယ်ပေါ့နော်ဒီလိုတွန်းအားတွေတောင်ပဲကိုလမ်ဘတ်လိုလူမျိုးတွေကိုဒီအနေရှားတွေတိုးထွက်ပြီးတော့အတ္တလန်တိတ်သမုဒ္ဒရာကိုဖျက်ပြီးတော့အမေရိကတိုက်ကိုခြာပေးစီခဲ့တာနဲ့ဥရောပကိုကမ္ဘာမှာအခြားဆုံးတိုက်ကြီးဖြစ်သွားစေခဲ့တာနဲ့ဒီကမ္ဘာကိုလိုနီစနစ်ဆိုတဲ့အရာကြီးတစ်ခုစတင်ဖြစ်ပေါ်လာစေခဲ့တဲ့အကြောင်းရင်းတွေလည်းဒါဖြစ်ခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အလုံးစုံကိုခြုံပြီးတော့သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ဒီကျန်းရည်ရေချောင်းပြေးစင်တွေကကြတော့ဂုံတိတ်ခါပဲဖြစ်ပြီးတော့ကိုလမ်ဘတ်တို့ရဲ့ရေချောင်းပြေးစင်တွေကကြတော့အခွင့်အလမ်းတက်ဖြစ်တဲ့လို့ဆိုရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာတော့ဘယ်တစ်ခုကအားသာသွားခဲ့လဲဆိုတာကျတော့ကျွန်တော်တို့အားလုံးမျက်မြင်တမိုင်းဟာတက်တည်ခံခဲ့ပြီးဖြစ်တယ်ပေါ့နော်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့အားထားသားရတဲ့တစ်ချိန်တော့မငြင်းငယ်ဘူးဆိုတာ ਨੇ ဥပပတိုက်သားတွေကကဘာကိုဘာလို့ပို့ပြီးတော့ထွန်းမိုးသွားခဲ့ရလဲဆိုတာကိုအကြံဉာဏ်နားလည်သွားတော့ပြီလို့ထင်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားတဲ့အကြောင်းအရာတွေထဲမှာလိုအပ်ချက်တွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အောက်က comment တွေမှာဝင်ရောက်ရေးပါပြီးဖို့နေ့တိုင်းရက်ခိုင်နေပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းsubscribe လေးနှိပ်သွားပြီးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပြီးတော့ဘ ഹു တုတတွေကိုဆက်လက်ချပွေမျှဝေနိုင်ကြပါစေဗျ